88သိန်း9900ကို62သိန်း9900နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်အဓိကအဖြစ်ဒီ foldable phone တွေထဲမှာဒီအရေးကြီးတဲ့ hints ပေါ့ Huawei ရဲ့ Mate X ရဲ့ hints ကအခုဒီမှာမြင်ရတဲ့အတိုင်းပဲလုံးဝဟာစီဖြစ်မနေဘူးသူရဲ့ဒီသုံးထားတဲ့ကျွန်တော်တို့ဒီဘတ်တာလိုင်းကတော်တော်လေးကိုကောင်းတယ်နောက်တစ်ခုကဒီဖုန်းလောက်ထားတဲ့အချိန်မှာတော့မှသူ့ရဲ့အထူကတော်တော်လေးကိုပါတယ်ကျွန်တော်တို့ foldable phone ဆိုပြီးတော့အထူကြီးဆိုတဲ့ခံစားချက်မျိုးမရဘူးပေါ့နော်ကျွန်တော်တို့ lens တွေရဲ့ aperture size တွေကြောင့်နောက်က lens ရဲ့ bands ကအထူကြီးဖြစ်သွားတာမျိုးတော့ရှိတယ်နောက်တစ်ခုကဒီသူ့ရဲ့ကြောဘက်ကဒီ leather အသားလေးရလဲလုံးဝ premium look ကိုပေးတယ်အလယ်မှာရှိတဲ့ hint ဆိုတဲ့ဟိုအရာကိုမထင်တဲ့လောက်ကိုဖြစ်တယ်ပေါ့နော် Google နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဆင်မပြေဘူးဆိုတဲ့သူတွေကိုအခုနောက်ပိုင်းမှာကျွန်တော်တို့ဒီ EMUI 15 14တွေမှာဆိုစပြီးတော့ဒီ app gallery ကနေပြီးတော့တတရပဲ Google app တွေကို download ဆွဲလို့ရတယ်ဒီတွေကနေပြီးတော့ YouTube ဆိုတဲ့ YouTube ကျွန်တော်တို့ download ဆွဲလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကသူ့ရဲ့ camera ပေါ့နော်တဘာဝအယောင်နဲ့နီးစပ်အောင်လို့ဖန်တီးပေးထားတဲ့ camera တွေရှိတယ်သူ့ရဲ့ရုပ်ထွက်လေးနဲ့ရိုက်ထားတဲ့ပုံလေးတွေကို sample လေးတွေပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့တကယ် premium ဆန်တဲ့ foldable phone တစ်လုံးရဲ့ဈေးက390 380ရှိပေမဲ့လက်တလော Huawei က promotion အနေနဲ့62သိန်း9900နဲ့ရောင်းချပေးနေတာဖြစ်လို့ကိုက foldable phone ကိုမှလိုချင်နေဆိုရင်တော့ promotion ရှိတုံးလေးဝယ်ယူဖို့အားလုံးကိုအကြံပေးချင်ပါတယ်